ဘယ်ကောင်လက်ကမင်းလိုက်လည်းမသိဘူးတော့ကဲမနာလို့လည်းဒီထပ်ပြီးမနာလို့ဖြစ်ကြတော့ကျွန်တော်ဒီလိုကားတန်းကုန်ဗီဇာတွေကြာလာပါပြီဗျာအခုကြတော့ခေးရမကောင်းလို့ဖြစ်သွားတယ်ဟုတ်တယ်မိုက်ရောဘယ်ကောင်လက်ကမင်းလိုက်လို့ဝင်းဦးတို့လေတန်းနဲ့ပြောလိုက်တယ်အဲ့တော့ဗီဇာတွေကြာနေပါပြီဒီဗီဒီယိုဖိုင်လုပ်ပေးတဲ့ကောင်ဆရာကြီးတင်ရမှာဒီလုပ်နေပါတယ်အဲ့တော့အဲ့ခွာရွာကိုလာခဲ့စမ်းစီမပြောနဲ့လက်စီရမကြည့်ဘူးကွာအားရမအဲ့လိုမပြောနဲ့လေကွာမဆိုင်လိုက်တော့ကွာနော်အဲ့တော့ကျွန်တော်တို့မြန်မာပြည်သားတွေတော်တော်များများကဒီလိုရဲ့အပေါ်ညာတွေကြီးတာများတယ်ဗျာဟိုစိတ်လေးဆိုတအားထင်ကြီးတယ်ဒီဆိုရှယ်မီဒီယာမှာနာမည်ကြီးတဲ့သူတွေဆိုရင်သူကတအားထင်ကြီးကြတယ်အဲ့ဒါဟန်ဆန်သမားလေးဆိုတော့ဒါကျွန်တော်တို့ညီကိုမသမားလေးအားလုံးဟိုဒါနမူနာယူကြတော့နမူနာယူတဲ့ညာကြာပြီအခုမှမဟုတ်ဟိုးကြီးကတည်းကကျွန်တော်ယူတဲ့ကြာပြီနော်ဟိုကျွန်တော်တို့ညီကိုမသမားတွေယူတဲ့တာကြာပြီဟာဆန်ကောင်းတဲ့သူတွေအပြောကောင်းတဲ့သူတွေနာမည်ကြီးတဲ့သူတွေဆိုတအားယုံကြတယ်ကျွန်တော်မြန်မာပြည်သားနောက်ဆုံးကျတော့ဒီကျွန်တော်တို့မြန်မာပြည်သားတွေကကျွန်တော်တို့ပြည်သူတွေအားလုံးကဂျင်းထက်ကတည်တာအဲ့ဒီတော့ဂျင်းကြီးထက်သွားတာနော်တချို့ဒီကျွန်တော်တို့ live ပေါ်မှာကြီးအခုဆိုကျွန်တော်တို့ live ပေါ်မှာဆယ်လီတယောက်နဲ့တည်သွားတာနဲ့ဒီစစ်သူပလာကျွန်းနဲ့2ယောက်ဆိုပြဒီ ARV လာမသိဘူးလားအခုလို့ဆို2ယောက် live ပေါ်မှာတည်ဒီ drive ပဲကျွန်တော်တွေ့ရတယ်နော်သူတို့ဝန်းရနေကြတာဘာကြောင့်လဲသူတို့ဆယ်လီလေးကိုတွားပြီးဝန်းရလို့ရှိရင်သူတို့တွေအတွက်ဟိုအာမီမူကြီးများရရှိမှလာပေါ့ဒါသူတို့ကဟိုစဉ်းစားကြည့်ဒီကတော့ follower ရဲ့အသေးတွေရှာတာပေါ့ဗျာဟုတ်တယ်မလားကျွန်တော်တို့မြန်မာနိုင်ငံမှာအသေးတွေပေးနေတာအများကြီးတော်လိုင်းရဲပေါ်လေးဟိုလူမသိတဲ့ကြားဆုပ်သွားရဲပေါ်လေးခလေးငယ်တွေဒါတွေအများကြီးရှိတယ်သူတို့တွေဒါလေးကိုကြောက်သူတို့တွေဥပိ္ပကပြူတယ်ဘာကြောင့်လဲဒါကိုကျွန်တော်တို့ညီကိုမနမတွေစဉ်းစားကြည့်တချို့ဒီနာမည်ကြီးတဲ့ຢာလို့ဆိုလိုက်ပေါ်မှာတင်နေကြတာလူအရေးတတိယကိုမှန်လားမလားမသိဘူးသူဥလိုက်သူဥရလူတင်နေကြတယ်တရင်တခုအမှန်လားမလားဆိုတော့ဟိုလည်းသူတို့စောင့်မကြည့်ဘူးငါလက်ငါကောင်းငါတင်လိုက်လို့ရှင်ငါကောင်းမှာဒီ follower တွေရရတော့ပြီးအသေးလေးရရတော့လူအရေးတင်နေကြတဲ့သူအများကြီးရှိတယ်အဲ့တော့ဒါတွေပြပြတာကျွန်တော်တို့မြန်မာနိုင်ငံမှာတပီးတိုက်ပွဲဝင်တဲ့ရဲဘော်လေးဆိုဒီလိုမျိုးဝန်းရကြည့်ဒီလိုမျိုးတွေ speed ပေးကြည့်ဟာဒီလိုမျိုးတွေ live ပေါ်မှာ online media မှာတင်ပေးကြည့်ဒီလိုမျိုးဝိုင်းပြီးတော့လုပ်ပေးကြည့်ဒါလေကစိုးဝေးကျွန်တော်တို့မြန်မာနိုင်ငံအနေတော့ဟိုနိုင်ငံတကာတီးလာတယ်ကိုကမဟုတ်ဘူးဆယ်လီတယောက်စင်နာမည်ကြီးတဲ့သူတွေဆိုဝန်းရလိုက်ကြတာအဲ့လိုလူတွေတချို့အများရှိဒါကိုလည်းကျွန်တော်တို့ရိုးသားစွာနဲ့လောက်ကင်စားသားနေကြတဲ့ကျွန်တော်တို့လူပြည်သူလူချို့တွေတီးဖို့လိုအပ်တယ်အဲ့တော့မို့ခုနကျွန်တော်ပြောချင်တာကဒီပေါ်ရန်လေးကိုဟိုဒီတတိထားဖို့ကျွန်တော်ပြပြချင်တာဖြစ်တယ်เนาะပေါ်ရန်လေးကိုတတိထားဖို့လိုအပ်တယ်အဲ့လိုဟိုဒီနောက်ွယ်တွေမှာအယူသားနဲ့လူမသိသူမသိမနဲ့ဖြတ်တန်းနေတဲ့လူငယ်တွေအများကြီးရှိတယ်ဆိုတဲ့ကြောက်ပေါ့နော်တချို့ပွဲစားတွေလည်းဒီလိုပဲနားမှာဒီဟိုယူသွားစွာနဲ့ဖြတ်သွားလာနေကြတဲ့ပွဲစားတွေလည်းအများရှိတယ်ယူသွားနဲ့လောက်ကင်စားသားနေပွဲစားတွေလည်းအများရှိတယ်ဒီလိုလေးကပိုရဲ့ရုပ်ကြည်ဆက်ရှာကြကောက်တဲ့ online ပေါ်မှာဒီလိုမျိုးတင်ပြီးလုံနေတဲ့ပွဲစားတွေတချို့ကတော်တော်ကြားစရာကောင်းတယ်ဆိုတော့ဟိုကျွန်တော်ညီကိုမနမတွေဟိုတီးဖို့လိုအပ်တယ်ဒါပေမဲ့တချို့ပွဲစားတွေကြောက်တယ်ကျွန်တော်တီးတယ်ဒါပေမဲ့ကျွန်တော်တော်ရန်တရဒီပွဲစားတွေကြောက်ကျွန်တော်ဝေရှုပ်ရှင်ဘူးကျွန်တော်တို့သွားနေလမ်းကြောင်းနေနဲ့တချို့တော့အရာလေးနဲ့ကျွန်တော်တို့လည်းမကိုက်ညီတဲ့အရာတွေရှိတယ်နော်ဒါပေမဲ့မပြောဘဲနဲ့ထားလို့ရှိရင်လည်းဒီထက်တော့ဆိုးလာတယ်ရှိတယ်တော့เนาะဒါကြောင့်မလို့ကျွန်တော်တို့ညီကိုမနမတွေမှာမျက်စိရှိတယ်အောက်နောက်ရှိတယ်တွေးခေါ်တွေရှိတယ်ကိုယ့်ဘာကိုစဉ်းစားပြီးတော့လောက်ကြပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်